ရှာဆိုတာဘယ်လိုပုံပုံလို့လဲဆိုတော့ဘိုင်းနဲ့ရှာဖို့တက်တဲ့ဒီခါစစ်တူတယ်ဆိုရင်နှစ်ပိုင်းကိုတော့ကျွန်တော်ကြုံတော့တူတယ်ကွာကြည့်ဆိုတော့ပရိုမန်ရှာနဲ့ကျွန်တော်တို့မနေ့ကလို့တစ်ခေတ်ပါစဆိုနေကြတယ်ကျွန်တော်တို့ NLD လူမျိုးနေနေတာတိုက်ဆိုင်တော့ခဲ့ဖေဖော်ဝါရီ14ရက်နေ့ကျွန်တော်တို့ပါတီနေဖြစ်ပါချစ်သူများနေ့ဆိုတာလည်းကျွန်တော်တို့သိခဲ့ပါဖွဲ့ပြီးတော့မှ NLD လူမျိုးနေပြီးဖွဲ့ရတဲ့ချစ်သူများနေ့နဲ့တိုက်ဆိုင်တော့သွားဖြစ်ပါတော့ပရိုမန်ရှာကြတော့လေအဲ့ကျွန်တော်တို့ပါတီမိုးနေပါကြောက်ပြီးတော့မနေ့ကလို့တစ်ခေတ်မှာအိန္ဒိနာချင်းလည်းဖြစ်ခဲ့ပါကျွန်တော်တို့ရဲ့ဒေါ်အောင်ဆန်းစုကြည်လမ်းကျွန်တော်ရဲ့အိမ်ဘက်မှာကျွန်တော်တို့ရုံးရဲ့ဘက်မှာစာရေးဆရာလမ်းမျိုးဆိုညာဘက်မှာတောင်းလေးချပြီးတော့ပရိုမန်ရှာတယ်အဲ့ဒီအချိန်မှာကျွန်တော်ရောက်လာတယ်ပရိုမန်ရှာကရုံးများရဲ့ကိုရည်ရရှိဖြစ်ဒီတော့ကျွန်တော်တို့ကပြည်နယ်ပတ်သက်ပြီးတော့ policy ရညှိကြမယ်ပြောကြမယ်ဆိုကြမယ်ဆိုရင်ဘုံရုံးကစီကိုပေါ့ဘယ်လိုခက်ခဲတဲ့အခါမှာကျွန်တော်ကတော့ကျစလို့မရှာလို့ပဲပေါ့မရှာတဲ့ပဲအဓိက policy ဘိုင်းဆိုင်ရာကိစ္စကိုအဓိကတိုင်နေရတာဖြစ်ပါဒါတစ်ချက်ပေါ့နောက်ဒီမနက်တော့တစ်ခေတ်မှာတခြားမမမိတ်ကိုကြီးတွေနဲ့တွားတဲ့ခရီးစဉ်တိုင်းမှာသူနဲ့ကျွန်တော်အတူတွဲသွားပဲဖြစ်ပါတယ်ဒါတော့ပထမဆုံးတော့ဆရာပြောလို့ပေါ့ပရိုမန်ရှာကြပြတက်ကတိကျသိမကြဘူးဆိုပြီးကျွန်တော်တို့တော့ဆိုရရတယ်အင်မတန်မှနှလုံးသားညံ့ပြုံလုံးပြီးတော့ပါဒီကအမှုကုကုမကိုငြိမ်ရှက်စွာနဲ့ခံစားရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပြီးတော့အင်မတန်မှလက်မှုလက်ရနောက်တဲ့သူ့အိမ်မှာထိုင်တဲ့ကလထိုင်သမင်းသပွဲဒီအိုးနေရအစဝါနဲ့သူ့ကိုယ်တိုင်လုပ်တာသူ့ကိုယ်တိုင်ရှာရတဲ့ဒါမှမဟုတ်လက်ကြည့်ပြီးတော့ဒီနေ့ကိုချစ်ကြရကောင်းတာကကျွန်တော်တို့တော်လိုင်းနဲ့ဒီမှာရှိရဲ့ကောင်းဆောင်တော်တော်များများကဒီနေ့ဒီရဲ့ရှိနေသေးပါအကျင့်လေးတွေပေါ်တယ်ဟိုဖေးပြေဝါးပြေမိတ်ဆွေပြေတို့တော့တန်တမန်တော့လူကြီးလူကောင်းတော့ကျွန်တော်တို့ရဲ့ဟိုဒါရက်တွေကတောက်ကြတယ်ဘုရားပရိုမန်ရှာကကျွန်တော်အခုလက်တွဲလာခဲ့တဲ့ရှောက်ဒီချိန်တစ်ခါမှလက်တော့ကျွန်တော်တို့တော့ပါတယ်ကျွန်တော်တို့ဝိုင်းမှာသူထိုင်ပါတယ်သူကရေသွေးချမ်းကိုပဲပုံမြင်နှိမ့်ချိုက်စွာနဲ့တော့တယ်နောက်တစ်ခါကိုမစားတော့ပါနောက်တစ်ခါချဲမတိုးတော့ပါအဲ့ဒီလိုမဟုတ်တဲ့အလုပ်မှများဘူးမရှာပါဘူးလို့ပါဒါပေမဲ့သူနဲ့သူသွားတဲ့အခါမှာသူလောက်တာပါလဲဆိုတော့ကက်ဆက်ကလေးဖွင့်ပြီးတော့ပါတချင်းတွေပါတော့မမအေးတို့ကိုမင်းတော်တို့ဒီညွန့်ကြီးတို့အဲ့ဒီချင်းတွေနေတာအားတော့တခါကသူရဲ့ကျွန်တော်ရဲ့ပတ်သက်ရဲ့ဖြစ်တဲ့အောင်လေဒီကဒီကထိုက်ဖူးဖဲတော့ကပတ်သက်တဲ့အဲ့ခိုင်တဲ့လက်မှတ်ထိုးပြီးအခါမှာကျွန်တော်တို့သူတို့နဲ့သူမျိုးစရာရှိတဲ့ဒီကဒီကလာကျွန်တော်တို့ဘာလို့အဲ့ဒီအားလေးမှာဟာဒီကပြင်းနေတယ်ချင်းကောင်းပွင့်တယ်ချင်းရတယ်ရန်ခံစားရတဲ့ဖြစ်အခုလိုနင်းနေဝင်နေတဲ့ရှက်တောင်တိုင်းဆိုတာတွေကမောင်တို့နေနေတဲ့အရာမဟုတ်ပါဘူးပြန်တော့ခဲ့ပါတော့မောင်ရဲ့ဆိုတဲ့ချင်းညွှန်းတယ်ဆိုတော့ကျွန်တော်မန်းချအောင်တော့မန်းချအဲ့ဒီချင်းကိုပွင့်တယ်တော့ကျွန်တော်လမ်းလျှောက်ပြီးတော့ပြန်သွားမှာဟုတ်ပါဘယ်ကောင်မှကျွန်တော်မျိုးတွေရှိတယ်ဆိုတော့ဖိုက်ကြည့်ရတယ်အဲ့ဒီလိုပေါ့ကျွန်တော်မန်းချတယ်သက်ဆိုင်နေတဲ့ပိုင်းတွေနောက်မှရကျွန်တော်တို့ခွေးအိတ်တောင်တိုက်ပွဲပေါ့နာမည်ကြီးခွေးတောင်တိုက်ပွဲအဲ့ဒီငင်းလို့ပြီးသွားပြီလို့တိုက်ပွဲလို့ခေါ်ပါတယ်နော်နေနေပြီးတော့ခံနေကြတိုက်ပွဲတွေကလည်းနဲ့ကြီးရလည်းကြအဲ့ဒီမှာကျွန်တော်တို့ရှင်းကြီးကော်မတီဖွဲ့လိုက်တယ်နာမည်ကရှင်းတော့ကြီးကိုရှင်းကော်မတီဖွဲ့သူကဘာလဲဆိုတော့မနေ့ကတော့လုံခြုံရေးနဲ့ရန်သူထိုးစစ်တိုက်ဖြစ်ရေးထောက်ကူပြီးကော်မတီစိုက်ဖို့ဒီဆိုရှင်းရေးပဲအဲ့လိုအမည်ကြီးမှရေးတာစေယုံထုတ်တဲ့ပေါ်တော့ဥက္ကဋ္ဌကဘုဒ္ဓတာပေါ့ဒုဥက္ကဋ္ဌကတော်တော်ဒီမှာတိုင်းကိုပို့လာတယ်ကျွန်တော်အတွေ့ပြီးတော့ကျွန်တော်တို့ရဲ့တာဝန်ကဆိုတော့ဘယ်လိုလုပ်ကာဝယ်ရလို့စစ်ပူနေတဲ့အခါမှာအခုရေရောက်ကို NGO တွေနဲ့ဆက်ဆံတဲ့အခါကျွန်တော်အတွေ့အကြုံ
တောင်းနေဘယ်လိုလာလိုက်ချင်းပိုင်းတက်လိုက်ဘန်ကောက်တက်လိုက်ဝေရှာလိုက်ရလာတဲ့လူတွေယူလာလိုက်နောက်တစ်ခါပြန်ကြရေးအတွက် proportional တွေလုပ်လိုက်ပြီးတော့အရင်တက်ပုံတွေတဲ့အချိန်မှာသူကပြောတယ်ဒါအနေနဲ့ပြန်ဒီဖို့တွေချင်းပြောပါအောင်ဟာတဲ့နားပါလဲနားပါရဲ့အခုဒီမှာဘာပဲသိတာတဲ့ထိုက်ပြီးပါလေတဲ့တက်တဲ့ကလေးတော့ပြီးပါတောင်း